ဒီမှာမေးထားတာလေသူကကားတူတယ် model တူတယ်လမ်းမှာတွေ့ရတာဗောကားတူတယ် model တူတယ်နံပါတ်ပြားတူတယ်ဒါပေမဲ့အယောင်မတူဘူးမျိုးနဲ့မတူဘူးဆိုတော့ဘာလို့တွေ့ရလဲဆိုတော့အမှန်တော့ကွာထားတာကားတူလို့ရတယ်ဗျာအယောင်ချင်းတူလို့ရတယ်ဒါတွေကအများကြီးပဲဒီအဖြူဆိုလဲအဖြူတွေအများကြီးပဲဗျာဥပမာဘာကားမဆိုပေါ့နော် wit ဆိုလဲ wit ရှက်တယ်ဆိုလဲရှက်တယ်ကားတွေတူတာရဒါပေမဲ့နံပါတ်တူလို့မရအခုကနံပါတ်ပါတူတယ်ဆိုတာ short ရှိတယ်ဘာလို့လဲဒါပွားထားတာအဲ့ဒါလေးက view ဆိုင်မှာပွားထားတာအခုနောက်ပိုင်းကတော့များလာတယ်ဗျာဒီစုံမပြဿနာနဲ့စီတဲ့အချိန် wit scan ဖက်ခတဲ့အချိန်မှာဘာတွေဖြစ်လာလဲဆိုတော့တချို့ပွားထားတဲ့ကားတွေကစီထည့်ပြီးကိုကတကယ်အမှန်ကစီထည့်မလိုက်ရဘူးဒါတွေကတော့ရဲမှုဖွင့်ပြီးတော့ကိုင်းရရုံမှာပြန်လဲဖြည့်ရှင်းလို့ရတယ်ကျွန်တော်မိတ်ဆွေတော်များလဲအဲ့လိုဖြစ်ကြတယ်ဖြစ်ကြတာကိုကျွန်တော်ပြောရင်လဲကျွန်တော် like လုပ်ပေးတယ်ဗောနော် like လုပ်ပေးဆိုတော့ကူညီပေးလိုက်တယ်ဗောဒါလုပ်လို့ရတယ်နံပါတ်2ဖို့ကတော့ဘလို့မှမဖြစ်နိုင်နံပါတ်2တယ်ဆိုရဲဟိုကားတစ်စီးကတော့အပွားဖြစ်ရပွားထားလို့ဒါနံပါတ်2နေရပါတော့အဲ့ဒါလေးကတော့သူဆိုင်မှာဒါလေးကတော့အခုချိန်မှာတော်တော်များများလဲကြုံရတယ်တော်တော်များလဲနားလေတယ်ဗောနော်ဘာလို့ဆိုနံပါတ်2တယ်ဆိုရဲဟိုဒါကားနှစ်စီးနံပါတ်2ဆိုအကြောင်းဘလို့မှမရှိဘူးနံပါတ်2ကဒါပွားထားလို့အဲ့တော့မေးထားတဲ့မိတ်ဆွေကမူရင်းကားဝယ်ထားတယ်လိုင်စင်ကားဝယ်ထားတယ်ဆိုရင်နောက်စီးကပွားထားတာအဲ့လေးတွေကတော့အခုနောက်ပိုင်းမှာတော်တော်များများကြုံတွေ့နေရတဲ့ကိစ္စပေါ့နော်အဲ့တော့ဖြစ်လာခဲ့တယ်ဆိုရင်လည်းကျွန်တော် Viber နံပါတ်ရှိတယ်ပေါ့နော်ဒီနံပါတ်ကိုလာပေးပါလာပေးရင်ကျွန်တော်ကူညီလို့ရရင်ကူညီပေးမယ်နော် okay